တကယ်ချမ်းသာခြင်းဆိုတာအများကြီးပိုင်ဆိုင်တာကိုပြောတာမဟုတ်ဘူးမိမိမှာရှိပြီးသားအရာပေါ်ပဲရောက်ရဲကျင့်တတ်ခြင်းပါလူတွေကမရှိတာကိုလိုချင်လို့လိုက်ရှာကြတယ်ရှိလာပြန်တော့လေနောက်ထပ်မရှိသေးတာကိုထပ်ပြီးလိုချင်ကြပြန်တယ်ဒီလိုနဲ့ပဲဘဝတစ်ခုလုံးလိုချင်တက်မှတ်မှုနောက်ကိုလိုက်ပြီးပင်ပန်းစင်းရဲလိုပဲစိတ်ညစ်စရာအများစုဆိုတာကလည်းပြီးခဲ့တာတွေကိုပြန်တွေးပြီးနှမျောတာမရောက်သေးတာကိုကြိုတွေးပြီးစိုးရိမ်ကြောင်းကြတာမျိုးတဲ့ဒါကြောင့်အတိတ်ဆိုတာတည်ဆုံးသွားပြီးသားအရာဖြစ်လို့ပြန်မရနိုင်အနာဂတ်ဆိုတာလည်းမမွေးဖွားသေးတဲ့အရာဖြစ်လို့ကြိုတင်ပြီးမှန်းဆပြီးကြောင်းကြနေစရာမလိုအကောင်းဆုံးကတော့လက်ရှိအချိန်မှာပြစ္ဆုတ်ပံကိုတက်တက်ရှူပြီးတော့ကိုအကောင်းဆုံးနေထိုင်တာပဲဖြစ်တယ်ဒါကလေဒီရက်ပိုင်းကျွန်တော်ဖတ်ဖြစ်နေတဲ့ပါကျုပ်ဆရာတော်ဘုရားကြီးရဲ့ဟောချက်တွေကတချို့ကြိုက်တာလေးတွေကိုကောက်နှုတ်ပြီးတော့ပြောပြပေးတာပါရှင်ဆရာတော်ဘုရားကြီးပြောသလိုပဲလူတွေကလေမရနိုင်သေးတဲ့အရာမဖြစ်သေးတဲ့အရာတွေးပြီးကြောင်းကြနေရတဲ့ဆိုင်လက်ရှိဖြစ်နေတဲ့ပြစ္ဆုတ်ပံမှာပဲတဲကြည့်ပြီးတော့အကောင်းဆုံးနေထိုင်တာတကယ်ဘဝနေနေအနှစ်သာရအစ်စ်ပဲသိလားဒီရက်ပိုင်းကျွန်တော်အဲ့လိုမျိုးလေးနေတော်တော်လေးစိတ်ငြိမ်းချမ်းလာတယ်ဟိုတနေ့ကလည်းတခါပြောပြသေးတယ်ဒါပေမဲ့ဟိုတနေ့ကကိုင်းနဲ့ဒီနေ့ကိုင်းနဲ့မတူဘူးဒီရက်ပိုင်းပါကျုပ်ဆရာတော်ဖျားကြီးရဲ့တရားလေးတွေနဲ့နေရထိုင်ရတာစိတ်အရန်ချမ်းမြေ့နေလို့အလုံးကိုမျှဝေပေးတာဖြစ်ပါတယ်လိုချင်တဲ့အရာတွေအရန်များနေတဲ့အခါကျရင်စိတ်ပင်ပန်းရကိုမလိုချင်တာကြီးကိုပိုင်ဆိုင်ရတဲ့အခါကျရင်လည်းစိတ်ပင်ပန်းရအဲ့လိုကြရင်ကိုယ့်အတွက်စိတ်ချမ်းသာမှုအစ်စ်ကိုတကယ်ပေးနိုင်တဲ့နီလန်းကစိတ်ထားတဲ့ကျွန်တော်ဆိုလွန်ခဲ့တဲ့လပိုင်းနေတော့ကျွန်တော်လိုချင်တဲ့ပန်းနိုင်ကိုမရောက်နိုင်လို့နီးမျိုးစုံကြံစားပြီးမလုံနိုင်လေချင်းဆိုပြီးကိုမချစ်မရဲဖြစ်တယ်ညဘက်တွေအိတ်မပြောဘူးစိတ်ဆင်းရဲတယ်ပေါ့နော်အမှန်ပြောရကိုလိုချင်တဲ့ပန်းနိုင်ကကိုနဲ့နီးစပ်နေရင်တော့တမျိုးမနီးစပ်တဲ့အရာကြီးကိုပန်းနိုင်ထားမိပြန်ရင်လည်းအဲ့ဒါစိတ်ပင်ပန်းရတာပဲကျွန်တော်ဆိုညတွေအိတ်မပြောအစားစားနေနဲ့လည်းအခုတမင်းစားနေရဆိုတာကိုမေ့သွားတဲ့ဒီအတွေးတွေကဟိုဘက်ရောက်လိုက်ဒီဘက်ရောက်အဲ့ဒီကာလတွေအားလုံးကိုစိတ်ထားတတ်ခြင်းဆိုတာတခုလည်းပဲကျွန်တော်ဖြတ်ကျော်ခဲ့တာဖြစ်တယ်။ဘာကျုပ်ဆရာတော်ဘုရားရဲ့တရားကြီးနားတယ်ပြီးတော့စာကြီးပေကြီးဖတ်တယ်ဆရာချစ်ဦးညိုတို့ဆရာမကြီးခင်နီးတို့အဲ့ဒီစာသားကြီးလည်းတော်တော်ဖတ်ဖြစ်တယ်ကျွန်တော်အသေးလေးရဲ့မွေးနေ့အမီကိုကျွန်တော်အတွက် surprise ဝယ်လိုက်တာဖြစ်ပါတယ်မွေးနေ့ဆိုတော့သူ့မွေးနေ့မှာငွေကုန်သွားတော့သူလည်း surprise ဖြစ်သွားပါတော့ရပိုင်စာအုပ်တွေဖတ်များပြီးတော့စာအုပ်တွေကဆုံးမစကားတွေနဲ့တော်တော်လေးစိတ်ငြိမ်ချမ်းလို့စာအုပ်တွေကိုတကူတကဝယ်မဖက်ဖြစ်တဲ့လူဆိုရင်ရွှေနှုတ် application ရှိပါတယ်ရွှေနှုတ်ထဲမှာစာအုပ်တွေသွားဖတ်လို့ရတယ်ဒါ sponsor ဗီဒီယိုမဟုတ်ဘူးเนาะကျွန်တော်ကြိုက်လို့ကျွန်တော်ပြောပြတာပါရွှေနှုတ်ကသူက audio file နေနဲ့လည်းပြောပြနေရမျိုးဆိုတော့စာဖတ်ဖို့အချိန်မပေးဖြစ်ရင်လည်းအတန်းနာထောင်ပြီးလေ့လာလို့ရပါတယ်